အားလုံးပဲမင်္ဂလာပါရှင် M James Book Note YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆီယာမမဆန္ဒရေးသားထားပြီးပါရမီစာပေကထုတ်ဝေထားတဲ့ကွက်လက်ကလေးဖြည်းဖြည်းပါဆိုတဲ့စာအုပ်ကိုအပိုင်း6အနေနဲ့ဖတ်ပြသွားမှာပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်အပိုင်း6 4ချက်6ချက်10 15ချက်20 25ချက်30 31 32 33 34 တမတ်2မတ်3မတ်ဟာ34ချက်နဲ့3မတ်ရှိတယ်အခုတမတ်ထဲလိုက်ရင်35ချက်ငါကနင့်တက်တစ်ချက်များတယ်36ချက်2ယောက်ပေါင်းတော့82ချက်ဟာတာတီလေးဒီကိုတူဘေးတွင်ငုတ်တုတ်ကလေးထားရင်အကျွေးပုံကြီးကိုကြည့်နေသည်လက်ထဲတွင်မူသူ့စုဘူးလေးကိုကင်ထားသည်သူ့စုဘူးသည်အနီရောင်ကလေးရုပ်ကလေးဖြစ်သည်မျက်လုံးဝိုင်းဝိုင်းပါဖောင်းဖောင်းနှင့်ကလေးရုပ်သည်တာတီလေးကဲ့သို့ပင်ချစ်ဖွယ်ကောင်းလာသည်ကဲတာတီလေးကိုတူကလှည့်လာသောအခါတာတီလေးသည်သူ့စုဘူးလေးကိုနှမျောတတစွာကြည့်ရင်ကိုတူလက်ထဲသို့တွန်းဆုပ်ဆုပ်လေးလှမ်းထည့်လိုက်သည်လေးလှန်လာသောစုဘူးလေးသည်အကျွေးများကြက်တံများနှင့်ပြည့်နေသည်စုဘူးကိုကိုင်းကြည့်ယုံနှင့်စူးမာတို့တက်ပတ်စံများမှန်သိတာလေသည်ကိုတူစုယုံကြီးကောင်းသောကြောင့်သာပါလာရတော်လဲတာတီလေးသည်အပေါက်ခံရမည်စုဘူးလေးကိုနှမျောနေပုံရလေသည်မမကြီးကိုမူကိုတူရောစူးမာပါဖွင့်မပြောရဲကြလူကြီးပိုင်းဝင်သောမမကြီးသည်မိမိကိုမပြောဘဲနေလိမ့်မည်မဟုတ်ဟုထင်သောကြောင့်ဖြစ်၏မိမိတို့ကြိုးတိထားပါကကတော့ရသည်မှာပြောစရာကောင်းတော်မည်မဟုတ်ချေတာတီလေးကိုမူအဓိကထားပြီးတိမ့်သွင်းကြရသည်ဖေမေမေနှင့်ဖေဖေတို့စီမှမုံဖိုးအပိုကိုမကြာခဏရလိရှိသောတာတီလေးသည်စုမာတို့ထက်ပိုပြီးချမ်းသာသောကြောင့်ဖြစ်၏အယုတ်ကလေး၏ခြေထောက်ကိုနှစ်ချမ်းခွဲပြီးဆွဲဟလိုက်သောအခါပတ်စံအကျွေးများသည်ဝေါကနေကျလာလေသည်ငါးချက်တံများပါဝင်နေသောတာတီလေး၏စုဘူးအခြေအနေသည်တော်တော်ကြီးမြင့်မားမည်ဖြစ်သည်ဟာတူတူရအများကြီးနော်တတပိတ်ဆိုင်တွေအများကြီးမမစုကြည့်ပါအောင်အေးပါဟာများပါတယ်ဟာနေပါအောင်ရေးကြည့်ပါအောင်မယ်ကိုတူတို့အလှဲ့တုံးကငြိမ်နေသောတာတီလေးသည်သူ့ပစ္စံများကိုမြင်သောအခါမြူးကြွလာသည်ခုံပေါက်ဖြစ်လာသည်လက်ခုပ်လက်ဝါးတီးကအော်ဟစ်နေလေသည်20 30 40 45 50 50နဲ့4ချက်နဲ့15ပြားဟာတာတီလေးမင်းချမ်းသာဆုံးပဲကွကိုတူကဝမ်းသာအားရပြောသည်စုမာသည်81ချက်နဲ့54ချက်ကိုစိတ်ထဲတွင်အပြေးလွှာပေါင်းနေမိသည်125ချက်နဲ့15ပြားဟာကိုတူရေအများကြီးပဲတာတီလေးရေတိလား125ချက်စုမာသည်ထိုင်ရမမထလက်ကိုကွေးချီဆန်းချီနှင့်ကနေမိလေသည်ဖေဖေအတွက်ပစိုးမိမိအတွက်အင်ကြီးစထမိန်စစသည်များကိုကြိုက်နှစ်သက်ရာအစဉ်ရွေးချယ်ပြီးဝယ်နိုင်လိမ့်မည်ဟုစိတ်ကူးနှင့်ယူပြီးမြူးသွားသည်မျက်စိထဲတွင်ထမိန်အစဉ်ဆန်းများအင်ကြီးရောင်စုံများသည်ကြီးလွှားစော်ကစားနေကြသည်မိမိကြိုက်သောအယောင်သည်ခရမ်းရောင်ဖြစ်သည်ခရမ်းသွေးဖြော့လေးများကိုမိမိမြင်လင်တန်းပြီးကြိုက်သွားလိရှိကြောင်းစူးမာသည်မိမိကိုလုံကြီးဝဲပေးရအောင်အဖြူပေါ်မှာခရမ်းရောင်ပွင့်တွေနဲ့လုံကြီးမျိုးစုမိမိကြိုက်မှတီလာကိုတူအဲ့ဒါတစ်ထဲဘယ်လောက်ရှိလဲ80လောက်တဲ့နဲ့အာအများကြီးကိုတူမျက်လုံးပြူသွားသည်မိမိကို80တန်းထမိန်ဝဲပြီးကြော်လိုက်ရင်ဖေဖေအတွက်45ချက်သာကျန်တော့မည်မို့စိတ်ရှုပ်သွားသည်ဒါတီးလေးကမို့ကျွေပုံကြီးကိုကြည့်ကကျေးနက်နေသောကြောင့်ဘာမှဝင်မပြောအားသေးချေအင်ကြီးစားဆိုရင်ကိုတူကတစ်ဖက်မှလဲကစဉ်းစားသည်ထမိန်နဲ့စားလင်အင်ကြီးစားကတက်တာလိမ့်မည်ဟုမျောလင့်သောကြောင့်ဖြစ်၏မိမိအတွက်အင်ကြီးစားနဲ့ဖေဖေအတွက်အင်းလေးလုံးကြီးဆိုလင်ရှိသောငွေလင်းနှင့်အလောတော်လောက်ဖြစ်မည်ထင်သည်ငွေပိုလင်တော်သေးသည်လုံလင်ကအခက်ကြုံပေမည်စုမာတို့၌ထပ်ပြီးစိုက်เสียပိတ်ဆံမရှိတော့ချေပိတ်ဆံအိမ်လှလေးဆိုရင်ကောအနှွေးအင်ကြီးလေးဆိုရင်လည်းကောင်းပါအိုးဈေးကိုသေးချသွားပြီးကြည့်မှသိမှာအဲ့လိုသွားကြည့်ပြီးမှကြိုက်တာရွေးဝယ်အေးဟုတ်တယ်စိတ်ကူးနဲ့စဉ်းစားနေလို့တော့ပိုးနေတာပဲဒါတီလေးသည်ကျွေပုံကြီးဘေးတွင်ဝိုင်းကြီးပတ်ကရင်ပျော်နေသည်ငါမူစိမက်စင်းနှင့်ဆယ်ပြားစိများကိုခွဲခြားစုပုံထားသည်ငါးပြားစိများကိုတိတ်ပြီးမထည့်သဖြင့်ငါးပြားစိအနှဲငယ်သာပါသည့်အတွက်တော့တော်သေးသည်ဟုပြောရမည်ငါမူစိမက်စီအစားငါးပြားစိများကိုသာထည့်ခဲ့လင်စုမာတို့၏ငွေကြွေပုံကြီးသည်ပိုပြီးဖောင်းပွားလာမည်ဖြစ်လေသည်
တာတီလေးသည်ငါးမှုစီမက်စီများကိုခွဲပြီးနောက်အလေးစိတ်များနှင့်အပေါ့စိတ်များကိုတစ်ဖက်စီခွဲနေပြန်သည်တချွင်ချွင်မြည်နေသောပိုက်ဆံတန်ကိုနားထောင်ပြီးပချိုင်လေးပေါ်အောင်ပြုံးနေသည်ခုတစ်ပတ်ဥပုံနှင့်ကြောင်းပိတ်ရင်သွားဝယ်ရအောင်လေဘူချုပ်စည်းကိုသွားကြတာပေါ့နင်းအပါမှာပဲသူ့ကိုပို့ခိုင်းမလဲနင်းဝယ်တတ်သလားတွားတတ်သလားဈေးဝယ်တာများခက်လိုက်တာလို့နောက်ပြီးကိုဖိုးထွေးပို့ခိုင်းရင်ရတာပဲဟာကိုဖိုးထွေးကမမီတို့ကိုမပြောဘဲနေပါလိမ့်မယ်အားကြီးစူးမသည်မျက်မှောင်လေးကုပ်ပြီးအကြံအိုက်သွားသည်ဟုတ်ပါသည်ကိုဖိုးထွေးတီးသွားရင်မမီတို့ကိုချက်ချင်းသွားပြောမိဖြစ်သည်စူးမတို့အနေနဲ့မမီတို့ကိုလုံးဝမသိစေခြင်းပြုံးကနေအံ့ဩသွားစေခြင်းသည်ဝမ်းသာသွားစေခြင်းသည်ထို့ကြောင့်မမီတို့နာသို့ပေါက်ကြားနိုင်သည့်ကိုဖိုးထွေးစီကလည်းအကူအညီမတောင်းသည်ကဘေးကင်းလိမ့်မည်ထင်သည်အဲ့လိုဆိုကိုဟာကိုဘတ်စကားစီးသွားကြတာပေါ့မမစုဘဲသွားမလို့လဲတတလဲလိုက်မယ်ကျွေပုံတဲ့နစ်နေသောတာတီလေးသည်တစ်စက္ကန့်ထလာလေသည်ဥပုံနေတွင်တာတီလေးသည်ကြောင်းပိတ်သည်ဖြစ်၏သို့တော်စူးမတို့တာတီလေးကိုခေါ်၍ကဖြစ်နိုင်မည်မဟုတ်ရှုတာနေစံမိမိတို့အတွက်သွားဝင်မှာဘတ်စကားနဲ့သွားမှာတာတီလေးရဲ့တတလဲဈေးလိုက်မှာပေါ့ဟာဘယ်ဖြစ်မလဲဒါလည်းဘတ်စကားစီးမှာပေါ့မဖြစ်ဘူးတာတီလေးရဲ့ကိုတူးကခက်ချော့ချော့လေးပြောလိုက်သည်စူးမနှင့်ကိုတူးတို့အိမ်မကြောက်ချက်သာကောင်းပြီးဈေးသွားမည်ဆိုပါကမိမိတို့အနေနဲ့ရုတ်တရက်သိမည်မဟုတ်ချေအိမ်ထဲတွင်အနေမများပဲခြံထဲတွင်၎င်းဘဘသွင်တို့အိမ်တွင်၎င်းအချိန်ကုန်တတ်သောစူးမတို့နှစ်ယောက်ဟိုမှရှိနို့ဒီမှရှိနို့နှင့်ဂျားချောင်းနေမိတာဖြစ်၏တာတီလေးပါလာလင်ကတကယ်ကိုအန်ဒီရဲ့ဖြစ်သည်မိမိသည်တာတီလေးပြောင်းနေလင်ချက်ချင်းသိမိဖြစ်သည်ထို့ပြင်တာတီလေးတဒန်းတန်းနဲ့ဆိုလင်စူးမရောကိုတူးပါပစ္စည်းမရွေးနိုင်ပဲကလေးထိန်နေကြရမည်ဖြစ်သည်တာတီလေးကလည်းလိမ္မာသားနဲ့ကွာမမဆူတို့ဝယ်လာတဲ့ပစ္စည်းကိုတာတီလေးကိုအိမ်ရောက်တာနဲ့ချက်ချင်းပြမှာပေါ့ဘတ်စကားနဲ့ဆိုကြက်ကကြက်လူကတိုးနဲ့ကြက်ပဲလိုက်မှာပေါ့ဟိုကွာကောင်းကောင်းပြောနေတာကိုပြောမရချင်ဘူးစူးမသည်ခက်ညင်းကြီးလေးပြောလိုက်သည်တာတီလေးကမူငိုတော့မယောင်မဲတက်တက်လေးဖြစ်နေသည်သူ့ကိုမှုန်ကုတ်ကုတ်ကြည့်နေကြသောကိုတူးနဲ့စူးမကိုငိုမဲမဲလေးနဲ့တလဲစီကြည့်နေလေသည်တာတီလေးခေါင်းမတက်သည်ကိုစူးမတီးသည့်အတွက်တော်လေးစိတ်ရှုပ်မိသည်သူလိုက်ချင်တိုင်းမလိုက်ရလင်ပိုးတာတီကျင်းနဲ့လိမ့်မည်မဟုတ်ချေအတင်းကုတ်ကပ်ပြီးလိုက်ဖြစ်အောင်လိုက်မိပေတီတီဇွဲမျိုးသည်တာတီလေး၌ရှိလေသည်တော့ကြနေအာပြဲကြီးနဲ့ဖြုံးကနေငုံချလိုက်ရင်လဲစူးမတို့တွေ့အမှုပတ်မိဖြစ်သည်တရေမမီခေါ်နေတယ်မမီခေါ်တန်ကြားတော့လဲတာတီလေးသည်ထိုင်ရမှမထချေငွေကြေးအများဆုံးထည့်ဝင်ထားသောအစုရှင်ကိုဈေးဝယ်ရာတွင်တော့ထည့်သွင်းမစင်စားသောအခါတထင်းမင်းကလေးသည်အတော်စိတ်ညစ်ညူးနေဟန်ရှိလေသည်တလဲလိုက်မှာပဲသူ့စန္ဒာကိုသာထပ်မံတင်ပြသည်စူးမသည်တာတီလေးအားကမန်းကရန်ဆွဲထူလိုက်သည်တော့ကြမမေခန့်ထဲဝင်လာလင်ပိုက်ဆံပုံကြီးကိုတန်းတွေ့ပြီးစစ်ဆေးတော်မူဖြစ်သည်တရေတာတီလေးတလဲလိုက်မှာပဲမမေခြေတန်းသည်အခမ်းအနားသို့နီးလာသည်တာတီလေးကပိကက်ကတ်နဲ့မထူးသေးချေစူးမစိတ်တိုလာသည်ရင်ခုန်လာသည်လိုက်ရမယ်လိုက်ရမယ်သွားမြန်သွားကတဲမှာပဲခွေတာတီလေးဤမျက်နာသည်ပြုံးကနေကြည်လင်သွားသည်တကားဝသို့ပြေးသွားပြီးမမေခန့်ထဲမဝင်မီဥအောင်ထွက်လိုက်နိုင်လေသည်မုန်းကနေပြန်ပိတ်သွားသောတကားကိုကြည့်ရင်ကိုတိုးသည်တက်ပြင်းကြီးဟင်းငနဲ့ချလိုက်လေသည်ထို့နောက်အကျွေးများကိုလက်ကင်ပေါ်ရတဲ့ကျုံထည့်ပြီးထုတ်နေသည်တော်တော်ဒုက္ခပေးတဲ့တာတီလေးအားကြီးကြစ်ကြတယ်ချစ်ကလေးတော်တော်ဒုက္ခပေးတဲ့တာတီလေးချစ်ကလေးသူ့ပဲကြောင်းနေရတာပဲလာသွားစို့ကိုတိုးသည်တက်ပြင်းချရင်ပြောသည်တာတီလေးအိပ်ပျော်သွားသည့်အထိစိတ်မရှိစွာစောင့်ဆိုင်နေရသည်မိမိသည်အန်တီများတို့ရောက်နေချိန်မို့လက်ဖက်ဝိုင်းတွင်စကားကောင်းနေသည်ထို့သောသာဆိုလျှင်စူးမတို့ကိုသာမကတာတီလေးကိုပင်တခါတရံမိသွားတတ်သည်မို့ဈေးသို့သွားလင်သွားမှန်းပင်သိမည်မဟုတ်ခက်တီကတာတီလေးဖြစ်သည်ကိုတူးတို့ဈေးသွားမည်ကိုတီကလေးကအနားမှမခွာတော့ချေမျက်ခြေအပြတ်မခံမဲကပ်နေသည်ထို့ကြောင့်ကိုတူးနှင့်စူးမတို့နှစ်ဦးသားဈေးသွားဖို့ရာတတိပင်မရကြသလိုဟန်မပြတ်နေကြရသည်တာတီလေးပြင်းပြီးအိပ်ပျော်သွားသောအခါမှအောက်ထပ်သို့ခတ်သွက်ဆင်းခဲ့ကြရသည်စကားကောင်းနေသောမမေအရေးအခြေကိုကဲကြည့်ပြီးအိမ်ထဲမှမယောင်မလဲထွက်လာကြသည်ပတ်စံတွေကလေးလိုက်တာလွန်ရော
ဆိုင်မှာအဲ့ဒါတွေသွားပြီးလို့ရပါမလားအောင်မှာပတ်စံရင်ပဲဘာပတ်စံဖြစ်ဖြစ်ရမှာပေါ့ကိုတူးကလွဲထားသောလွယ်အိပ်ပြားလေးသည်အိပြီးတွဲကြနေသည်ပိုက်ဆံကြွေများကိုတစ်ချက်ချင်းနှစ်ချက်ချင်းရေးတွက်ပြီးသွားပေးလင်ဈေးရောက်သူတို့အော်ထုတ်လိုက်မိကိုစူးမှတွေးပြီးစိုးရိမ်နေမိသည်ထိုစဉ်တွင်စူးမှကြောက်လာသောခေါ်တန်လေးကိုကြားလိုက်ရ၍မျက်လုံးဝိုင်းသွားသည်တူတူဟိုက်ယောတာတီလေးသည်အိမ်ထဲမှကစုံပေါက်ထွက်လာလေသည်စူးမှရင်ထဲတွင်ထိတ်ခနဲဖြစ်သွားပြီးစိတ်အပြက်ကြီးပြတ်သွားလေသည်ကိုတော်ချောကလေးကိုဘယ်နည်းနှင့်ခွာထုတ်ရမည်ကိုမတိတတ်နိုင်အောင်ရှိတော်သည်တတလဲလိုက်မယ်တလိမ့်လိမ့်ပြေးလာရင်ဟစ်ကြွေးနေသည်ဖြုံငနေငိုချလိုက်တော့မလို့မျက်ရည်ဝိုင်းနေသည်ကိုတူးသည်တပြင်းကြီးဟင်းငနေချလိုက်ရင်ခေါင်းကုပ်နေရှာလေသည်ဘယ်ပုံဘယ်နည်းအိယာကနိုးပြီးလူးလဲထခဲ့သည်မသိအိမ်မုံစုံမွားနှင့်မျက်လုံးပင်ကောင်းဆောင်မပွင့်သေးတော့လဲမကြည်မနှက်အော်နေလေသည်ညီလေးကလည်းကွာလိမ္မာသားနဲ့ကိုကိုတို့ကချိုးချင်နေဝဲခဲ့မှာပါနေခဲ့နော်လိုက်မယ်ဒါတီလေးရဲ့ဟိုးအဝေးကြီးသွားရမှာအဝေးကြီးရဲ့လိုက်မယ်ဘတ်စကားကြီးနဲ့သွားရမှာသွားမယ်လူချက်ချက်ကြီးစီးရမှာစီးမယ်ဒါတီလေးသည်ခေါင်းမလာသည်ကိုတူဤလက်တစ်ဖက်ကိုအတင်းဆွဲထားရင်တောက်တဲ့လေးလိုကတ်နေသည်မျက်ရည်ဝိုင်းနေသည်နှကန်းဆုနေသည်မျက်မှောင်ကုပ်နေသည်ခြေထောက်ကိုဇုံဆောင်နေသည်လိုက်မှာပဲတတလဲလိုက်မှာပဲလိုက်မယ်ကိုတူနှင့်စူးမာကပျော့ပြောင်းမြဟန်ပြင်မပြတော့အခါအားပြဲကြီးနှင့်ငိုရန်ဟန်ပြင်တော့သည်ဒါတီလေးငိုသာမေမေကြားပါကစီစဉ်ထားသမျှအကုန်ပြက်ချေတော်မူကိုတူသည်သူ့ကောင်လက်နှစ်ဖက်နှင့်ဇုံကုပ်ရင်စောင်းကြီးအောင်ကြီးပြောသည်ဒီလောက်ဖြစ်လာတာလိုက်စမ်းလိုက်ခဲ့ကားပေါ်ကြမှာလူကြားညက်နေရင်မအောနဲ့ဗုဒ္ဓတီလေးသည်အတော်တက်နိုင်သည်လိုက်ရမည်ကိုခွင့်ပြုချက်ရသောအခါမျက်ရည်ကြားမှချက်ချင်းပြုံးလာသည်ပချိုင်လေးပေါ်လာသည်မျက်လုံးလေးကြည်လာသည်ဘာမှရှိဝေးပြောရမလို့တော့စူမာရိုနှစ်ဦးကြားတွင်တာတီလေးသည်ခုံပေါက်နှင့်ပါလာလေတော့သည်အိမ်ထဲမှလမ်းမကြီးသို့ရောက်အောင်မောင်နှမသုံးဦးအမြန်ဆုံးတုတ်ချီတင်ခဲ့ကြလေလူကြီးမပါပဲတခါမှအပြင်သို့မထွက်ဘူးသောတာတီလေးသည်အကျေနပ်ကြီးကျေနပ်နေသည်မမစုဘာဝဲမှလည်းမိဖို့အင်ကြီးဖေဖို့လုံးကြီးလှလှလေးဝဲနော်အေးပေါ်လှလှလေးရွေးဝဲမှာပေါ့တတလည်းရွေးပေးမယ်အေးတူရွာရွေးကြမယ်ဘာပဲပြောတာတီလေးကိုကြည့်ရင်စူးမပါစိတ်ကြည်နူးပြီးတနာလာသည်သူခမစူးမတို့ခြေကိုမှီအောင်မနှဲကြီးလိုက်နေရရှာတော့လဲလုံးဝမငြီးပေခုံပေါက်နဲ့မှီအောင်လိုက်သည်တာတီလေးမောနေပြီလားမောပါဘူးတူတူရောမောပါဘူးကွလွယ်အိတ်ကြီးလေးရင်တတလွယ်ပေးမယ်လေနော်တူအမလီနေပါစေတာတီလေးရဲ့ကိုတူရောစူးမပါကြာရှည်စိတ်မတူနိုင်ကြပဲတာတီလေးကိုကြည့်ကားရီရတော့သည်ပြုံးရတော့သည်မျက်မှောင်မတိမတာကုတ်နေသောကိုတူးသည်ချက်ချင်းပင်မျက်မှောင်အတွန်းပြေးသွားရင်တာတီလေး၏ပခုံးကိုညှစ်ကင်လိုက်လေသည်စကားချိုမျက်နှာချိုလေးနှင့်တာတီလေးသည်ကိုတူးတို့မဆူးတို့ကိုအရေးပျော်သွားအောင်ချွဲနေကြဖြစ်သည်သူ့ကိုမြည်သူမျှကြာရှည်စိတ်မစိုးနိုင်ကြချေမင်းကားပေါ်ကြရင်လူတွေကြားတဲ့ညက်နေမှာအဲ့ကြရင်မအော်နဲ့တိလားအော်ပါဘူးတူရတာတီလေးသည်မျက်နှာလေးကိုမော့ရင်မခံချင်သလိုပြောလေသည်သူစကားနဲ့အညီမအော်မဟစ်မိအောင်အတော်လေးကြိုးစားပုံတော်ရသည်တို့ရတွင်ငပိငချင်းသိမ့်နေသောကားပေါ်သို့အထွေထွေအလုံးလုံးတက်လာပြီးသည့်နောက်မကြာမီတွင်ဗုဒ္ဓတီလေးကစကားဖြတ်တော်သည်အာနားတယ်တာချီတော့ကိုတက်နင်းထားတယ်ညစ်ပိတ်နေသောလူများကြားထဲမှတာတီလေး၏အတန်းသည်စူးစူးဝါးဝါထွက်လာလေသည်ရန်ကုန်ဘတ်စကား၏ရတာကိုစူးမတို့ထက်အရင်တာတီလေးသည်ပွဲဥထွက်ခံစားလိုက်ရဟန်ရှိသည်တာတီလေးအရက်ကပူသည်မို့လူကြားတွင်ဘယ်နေရာညက်နေမေးပင်စူးမချက်ချင်းမတွေ့ခေါင်းကိုပဲရင်ညာရိုင်းနှင့်တွန်းတိုက်ကရှာသောအခါမှတာတီလေး၏ရှုံးမဲ့နေသောမျက်နှာလေးကိုကိုက်ကက်ကလေးတွေ့ရသည်ဘယ်သူလဲမသိဘူးတခြားခြေတော်ကိုနင်းထားတယ်နာဟောဖဲ့သွားပြီတာတီလေး၏ခြေပမိုးနုနုကိုသွေးချေဥလျောင်တက်နှင်းသွားသောသူကိုမြည်သူမှန်းပင်မသိနိုင်ချေစူးမမပြောနဲ့အနှင်းခံလိုက်ရသောတာတီလေးပင်မြည်သူမှန်းမသိလိုက်မသိနိုင်အောင်လူကကြက်နေသည်နေတာတီလေးအိမ်သားမှာပဲနေမစူးလာခဲ့မယ်အဲ့ဒီတန်တန်းကိုကင်ထားစူးမသည်တာတီလေးစီရပ်သည့်အထိခြေလန်းနှလန်းစာများကိုခဲခဲရင်ရင်တိုးသွားရလေသည်တာတီလေးဘေးရှိမိမကြီးကအနောက်ဘက်သို့ဆုတ်သွား၍စူးမသည်အတန်းငယ်အသက်ရှူနိုင်လေသည်မစူးတူရောဟိုနားမှာ
တတမတွေ့လို့ဘဲတွေ့မလဲနင်းအရက်ကပူပူလေးတားချီတော့အရန်နာတယ်အောင်ခံအောင်တာတီလေးရကားပေါ်ဆင်းမှကြည့်ပေးမယ်နော်ခြေချင်းလိမ့်နေသောကားပေါ်တွင်တာတီလေးခြေထောက်ကိုပင်အသေးအချာမြင်အောင်မကြည့်နိုင်ချေမြင်လျက်လဲမြင်ယုံအပြင်လက်နဲ့ပင်ပွတ်နိုင်မည်မဟုတ်စူးမရောတာတီလေးပါမလောက်တာအောင်ငါကြောက်ပြားများကဲ့သို့ဆန်းဆန်းရဲရဲနှင့်ပြားကညက်နေသောကြောင့်ဖြစ်၏ဘတ်စကားတွေကတိတ်ကျက်တယ်ဟဟူသောကိုဖိုးတွေ့ပြောလေးရှိသောစကားကိုစူးမတို့တွေအခုမှပင်ကိုတွေ့နားလေတော့သည်အသက်ကြီးလာသဖြင့်ဝါကကိုလုံးအလှပြက်မီဆိုသောမိမိသည်ထမင်းလျှော့စားလေးရှိသည်စူးမစဉ်းစားမိသည်မိမိအနေနဲ့ထမင်းလျှော့စားရန်မလို့ဘတ်စကားကိုသာတစ်နှစ်လင်တစ်နာရီလောက်တိုးကျိတ်စီးတဲ့သည်မိမပိန်လင်ပြောချင်တိုင်းပြောပြီးရောခုပင်စိန်ခေါ်ရဲသေးသည်မမစုတာတီလေးကတူတူခေါ်ပြန်သည်ဘာလဲဤစော်နန်နဲ့စုမအိမ်နှာခေါင်းသည်ချက်ချင်းပင်ရှုံသွားသည်တာတီလေးသည်လည်းတန်ပါတန်းကိုလက်နှစ်ဖက်နှင့်တင်းတင်းဆုပ်ရင်းမျက်နှာလေးရှုံနေသည်သူခမအရက်ပူရှာသည်မို့သူများတကာဤခါကြတင်ပါကြတဲ့တွင်မျက်နှာအပ်ထားရလေသဖြင့်စုမတက်အရင်အနံ့ရခြင်းပြည့်ဟန်တူသည်မတိုင်ပါရင်ကြိုပြောအလဲကိုတိုးခိုးမစည်းကြပါနဲ့နောက်ဘက်ကအင်ကြီးဝါနဲ့ငါညီဘန်ပါဘောကတော့ခိုးမစည်းနဲ့ညဉ့်စီနေသောလက်မရောင်၏အတန်သည်ဤနက်နဲ့လုံးနေလေသည်လေဟုသည်မှာနေရအရမအမြင့်သို့လွင့်ပါပြီးတက်သွားတဲ့သည်ဟုစုမထင်သည်ယခုတော့ဤနက်သည်အသက်သို့တက်မသွားချေသွားရန်လည်းနေရလက်မရှိအောင်ကြက်နေသောကြောင့်စုမတို့အနားတွင်သာအာနာပါနာနှင့်လှိုက်ကဝဲလဲနေဟန်တူသည်စုမကမူအရေးထဲတွင်တာတီလေးကိုကြည့်ကအတန်တက်အောင်ခွေကနေရီလိုက်မိသည်သူခမဤနံကိုမခံနိုင်သဖြင့်ပါဇက်ကလေးတင်းတင်းစေကအသက်အောင်ထားရှာသည်အတန်ကြာအောင်ပြီးမနေနိုင်တော့သောအခါအားရပါရရှူလိုက်လေသည်သူနှာခေါင်းထဲသို့လှိမ့်ဝင်လာသောညနေမုံမွေးကြောင့်မျက်နှာကလေးမဲ့သွားပြန်သည်ဤပုတ်ကြီးဘဲဥပုတ်ကြီးစားပြီးပောက်တဲ့ဤရနန်းကပြောက်မြည်ကြံကားရှိသေးသည်နောက်တစ်ချီကြိုင်မိထွက်လာပြန်သည်ဒီတကားတော့တာတီလေးသည်ခဏဟန်မတူတော့ကြသူ့နှာခေါင်းကိုသူ့လက်နှချောင်းနှင့်ညစ်ကန်ရင်မကြေမနက်နှင့်ရေရွတ်လေတော့သည်သူ့နာပတ်လည်တွင်ဝိုင်းနေသောလူများကိုမော့ကြည့်ရင်နှကန်းလေးဆူထွက်လာတော့သည်တရက်ခန့်ကြီးမိသူမှန်းတော့မသိသို့သောအလုံးမသိမသာပြုံးနေကြလေသည်မကြားချင်းရောင်လဲစောင်းနေကြလေသည်စုမကမူအသက်မရှူဘဲလဲမနေနိုင်သောကြောင့်နှခေါင်းလေးရှုပ်ရင်ဤနံကိုမြင်းပြီးရှူနေရလေသည်အဝေးပြေးရအောင်ကလည်းပြေးစရာမြေမရှိသဖြင့်မနစ်သက်တော့လဲအောင်ကရှူရတော့သည်လာဟာဖြင့်ဗိုလ်ချုပ်စီရိုးတရားစီခမမတိုင်ပါတဲ့သူတွေတိုးထားကြပါစုမရုတ်တရက်စိတ်သက်သာရသွားသည်စင်းရမည်မှတ်တိုင်ကိုရောက်တော်မူမို့ဝတ်ဒုက္ခကကင်းလွတ်တော်မူထင်သည်ကိုတူးကလည်းလှမ်းអော်သည်စုမရေတိုးထားထွက်ထားစုမနှင့်တာတီလေးတို့သည်လူကြားထဲတွင်ထိုးကြဝေးကြရပြန်တော့သည်ကိုတူးသည်ကအရှိပိုင်းတွင်ကပ်ပြီးကြံခဲ့သူမို့အပေါက်နှင့်နီးလေသည်လွယ်အိပ်ပြမလွယ်ထားပဲလက်နှစ်ဖက်နှင့်ပွေပိုက်ထားသည်မျက်စိမိတ်ပြီးတွန်းငါတိုက်ကနှင့်ထွက်လာသောတာတီလေး၏ပကုံးကိုစီးဖက်လိုက်သည်စင်ကြီးလေးရှေ့ကစင်တာတီလေးသည်ကိုတူး၏အရှိမနေပြီးအောက်သို့ရောက်ကျင်စောနှင့်ခတ်သွက်လေးဆင်းလိုက်လေသည်တို့ရတွင်အစင်ချီကုံကမျက်နေသဖြင့်တာတီလေးခမဝုန်းကနေကားရလေးကျသွားသည်ကိုတူးကလှမ်းဆွဲတွင်မဟန်နိုင်ပဲကိုတူးပါဟတ်ထိုးဆိုင်ကျသွားလေတော့သည်ဟဲကိုတူးစုမသည်ကိုတူးကိုကမန်းကဒန်လှမ်းဆွဲလိုက်တော့လဲမမိလွယ်အိတ်ကျိုးပြလေးကိုသာဆွဲမိပြီးဖြန်းကနေပြတ်သွားသည်တေးပါပြီကိုတူးတာတီလေးအမလေးကိုတူးစုမမျက်လုံးများပြဝေသွားသည်ငွေအကျွေများသည်ကားချီနှင်းမှတဆင့်လမ်းပေါ်သို့ချွင်ကနေကျဲပြန့်လွင့်စင်သွားသည်နှင့်တပြိုင်နက်တည်းပင်ကိုတူးသည်လည်းလမ်းပေါ်သို့လေးဘက်တောက်ကျသွားတော်သည်ကိုတူး၏အောက်တွင်မောက်ရက်ကလေးပြားနေသူကတာတီလေးဖြစ်သည်ဟာကလေးတွေပတ်စံတွေအမေဒိတ်တန်များကစူးညံ့လာသည်စူးမှာဘာကုန်းမှအသေးချာမကြားနိုင်တော့ဘာကုန်းမှလည်းအသေးချာမမြင်နိုင်တော့ကားပေါ်မှာဘဲပုံဘဲနီးခုံစိမ့်ခဲ့သည်ကိုလည်းအမှတ်မရတော့စူးမှာကိုတူးတို့နာသို့ခြေကားရလက်ကားရရောက်လာချိန်မှကိုတူးသည်လည်းသူ့အောက်တွင်ပြားနေသောတာတီလေးကိုဆွဲထူနိုင်လေသည်သွေးတွေစူးမှာအယမ်းလန့်သွားသည်တာတီလေး၏နှကန်းပေါက်သွားသလားသွားကျိုးသွားသလားတော့မသိနှကန်းတွင်သွေးဖြန်းထွက်နေသည်ပလက်ဖောင်းနှင့်တိုက်မိသောကြောင့်ထင်သည်တမျက်နှာလုံးပေတူးယုံကအင်ဂျီများလည်းဖုံလူးနေသည်ဒူးစစ်တွင်လည်းအရေးပြားလန့်ကနေရဲနေသည်
တာတိလေးညီလေးဘာဖြစ်သွားသေးလဲဘယ်နာနာလဲစုမကဘာလို့ဘာကန်ရမည်မသိပဲဝိုင်းကြီးပက်ပက်ကနေချိန်တွင်ကိုတူးသည်စိုးရင်တကြီးမင်းနေသည်တာတိလေးကမူသူ့ကိုယ်သူတတိထားမိပုံမရချေသည်လမ်းပေါ်တွင်ကျနေသောလွယ်အိပ်ပြင်းနှင့်ကျဲကျက်နေသောပတ်စံများကိုလက်ညှိုးထိုးရင်းအော်နေသည်တားတို့ပတ်စံတွေတားတို့ဟာတွေတူတူသူ့ရဲ့ပြန်ကောက်စိတ်ဆောင်နေသောတာတိလေးတွေသူ့ဘေးတွင်ရှိသောမက်ဆစ်နှင့်ဆယ်ပြားစီများကိုတဆက်ဆက်ကောက်နေသည်တမျက်နှာလုံးကပေတူးကနှကန်းတွင်သွေးလူနေရသည့်ကြားထဲမျက်လုံးလေးကလည်းပြူးနေသေးသည်ကမန်ကရန်ထမိအပြုတ်သူ့တို့ကိုသူကြည့်ကအော်ပြန်သည်ဟာတွေးတွေဓာတ်ချစ်တောင်မှတွေးတွေတာတိလေးတိတ်သိမနာပါဘူးနည်းနည်းလေးနော်နည်းနည်းလေးစုမသည်ပတ်စံများကိုဂယုမဆိုင်နိုင်သေးပဲတာတိလေးကိုဖက်ကချော့မော့မော့ပြောလိုက်လေသည်နှကန်းအကွယ်ဒူးအပြဲနှင့်တာတိလေးကိုအိမ်သို့ရအောင်မိတို့ပြန်ခေါ်သွားရမည်မသိနိုင်အောင်ပင်ရှိတော်သည်အပြေးလွှာစဉ်းစားရင်းခေါင်းထဲတွင်ဆူဝေလာသည်ဟာစုမဟဲကိုတူဟောဗျာတတထိုစဉ်တွင်စုမအရင်နီးဆုံးအကျွမ်းဝင်ဆုံးအတန်ကိုကြားလိုက်ရလေသည်အပြေးလွှာကပ်လာသောရှုဖက်နှက်ကိုခိတ္တမြတွေးဝေကြည့်နေပြီးအပေါ်ဘက်သို့ဖြက်ကနေကြည့်မိသည်ဆူဝေနေသောစုမ၏အုံနောက်တို့ချက်ချင်းအရေးပြောသွားသည်ထင်ရ၏နေရာမှမလှုပ်နိုင်မရှက်နိုင်ပဲကြောင်ကြောင်လေးငေးနေမိလေသည်ဟာဖေဖေကိုတူးကမူနေရာမှဝုန်းကနေခုန်ထကအော်လိုက်လေသည်ဒူးနာကိုခုမှနာမန်းတည်ပြီးတအီအီအောင်ငိုတော့မီဟန်ပြင်တော်တာတီလေးကမူသူ့အနာပြေးကပ်လာသောဖေဖေကိုရုတ်တရက်မမှတ်မိသလိုငေးကြောင်ကြောင်လေးပြန်ကြည့်နေလေသည်ဘလို့ဖြစ်တာလဲဘလို့ဖြစ်ပြီးဒီရောက်လာကြတာလဲဘသူနဲ့လာတာလဲဟောဗျာပွန်းလို့ပဲ့လို့ပေလို့တူးလို့ပတ်စံတွေကလည်းကျဲလို့ဘာဖြစ်ကြတာလဲဖေဖေမိခွန်များကစုံလာသည်စုမတို့တခုမှမဖြေနိုင်ဖေဖေသည်ပါဇက်ကသာမင်းနေတော့လဲစုမတို့ဖြေလားမဖြေလားကိုမူနားကကြားပုံမရချေတာတီလေးကိုဆွဲထူပြီးဟိုရှိတီကြီးနဲ့စစ်ဆေးနေသောကြောင့်ဖြစ်၏ယခုမှပင်ငန်းညင်းညိဖြစ်လာသောပါဇက်ကိုတာတီလေးကတတိထားမိပုံရသည်လက်ညှိုးနှင့်စမ်းကြည့်ပြီးတွင်းများကိုထွေးထုတ်သည်ဖေဖေသည်ကုန်းကွက်လေးဖြစ်နေသောတာတီလေးအားပွေ့ချီပြီးစုမ၏လက်ကိုဆွဲလိုက်သည်လာကြစမ်းတော်သေးရဲ့လူစုစုနဲ့ဘာများဖြစ်နေပါလိမ့်လို့ဝင်ကြည့်မိပေလို့တားတို့ပိုက်ဆံတွေဖေဖေရဲ့တားတို့ပိုက်ဆံတွေတာတီလေးကရက်ကန်အော်နေစဉ်တွင်ကိုတူးသည်လွယ်အိပ်ပြလေးကိုကုန်းကောက်ပြီးလက်လန်းမိသမျှငွေများကိုကျုံနေသည်ကိုတူးရီလာပါတော့ကိုတူးရီလာစမ်းကွယ်လာစမ်းအခုမှတဲကြီးမဲကြီးနှင့်ငွေအကောက်ကောင်းနေသောကိုတူးကိုစူးမသည်လဲပြန်ကြည့်ရင်ခေါ်လိုက်သည်ဖေဖေကစူးမတို့အားကားထဲထည့်ခဲ့ပြီးတစ်ခေါက်ပြန်လာကကိုတူးအားဆွဲခေါ်ရလေသည်လွယ်အိပ်ပြဲကိုလက်နှစ်ဖက်နှင့်ပိုက်ထားသောကိုတူးသည်ကန့်လန့်နှင့်ပါလာသည်မျက်နှာလေးသည်ကဇီးရွက်လောက်ပင်ရှိတော်မူထင်သည်ဖေဖေသည်ကားတကားကိုစောင့်ပိတ်လိုက်လေသည်စကားတခွန်းမှထပ်မပြောတော့ပဲကားဆက်နှိုးလိုက်သည်တကားလုံးငြိမ်သက်နေသည်ကားဆက်တမ်းမှပါတိတ်ဆိတ်နေသည်ဖေဖေသည်ညက်မောင်ကုန်ရင်ကားကိုတတိထားပြီးမောင်းနေလေသည်စကားတခွန်းမျှမပြောစူးမရင်ထဲတွင်တိတ်ခုန်နေသည်ဖေဖေငြိမ်သက်နေခြင်းသည်စူးပူမိလန်းစာဖြစ်သည်တာတီလေးပင်စကားမကြွယ်ရဲရှာပဲငြိမ်နေလေသည်မျက်တောင်လေးပုတ်ခတ်နှင့်ကုတ်ချောင်းလေးဖြစ်နေသည်ငကိုဝိုင်းသောစုမ၏မျက်လုံးလေးများသည်လည်းအပြင်ဘက်သို့ပြူးထွက်လာပြီးထင်သည်ကိုတူ၏မျက်နှာလေးသည်ကမတိမတာနေသည်ဟောကိုပြန်လာပြီသူတို့သုံးယောက်ကဘဲကပါလာသွေးတွေတတဘလို့ဖြစ်လာကြတာတော့မိမိကပြရခတ်ပြီးအော်နေချိန်တွင်ဖေဖေသည်အိမ်ပေါ်တက်သို့တန်းပြီးတက်သွားလေသည်စူမနှင့်ကိုတူဖျားတာမိသည်အကြီးကျယ်တော့အဆူခံရတော့မည်ထင်သည်တရင်ကျုပ်ကတော့ချန်လို့ဈေးသွားကြတယ်ဆိုတာကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ဒီလိုမလုပ်သင့်ဘူးဆိုတာသိတဲ့နဲ့အထူးသဖြင့်တာတီလေးကိုပါခေါ်သွားပြီးလဲကြကွဲကြတာကတော့တိတ်ဆိုးတာပေါ့တကယ်လို့ကားရှိမှမောက်လဲကြတယ်တဲ့တင်းမကုန်ပေဘူးလားဖေဖေမျက်နှာသည်နီးနေတော့လဲလေတံကိုအေးအောင်ကြိုးစားပြီးပြောလေသည်တာတီလေးသည်မိမိပေါင်ပေါ်တွင်ထိုင်ရင်းဒူးကိုပွတ်နေသည်သူ့နှကန်းသည်လည်းယခုမှပင်ရောင်ပြီးဖူးလာလေသည်အပေါ်နှကန်းလေးဖူးရောင်ကထော်ထွက်နေသောတာတီလေးသည်ဂလုံးပေါက်စာလေးနှင့်တူးပြီးရီးစရာကောင်းနေသေးလေသည်သို့တော်လည်းစူးမမရည်ရဲရီလည်းမရည်ကျင်သည်အကြံစီလည်းအကုန်ပြတ်ပတ်စံများလည်းတဝက်နီးပါးပြောက်ထို့ပြင်အဆူလဲခံရသောအခါရည်ချင်စိတ်မရှိတော့ချေ
ကိုတူဖေဖေအတန်ကရုတ်တရက်မှလာသည်ဖေဖေရှိတွင်စူးမာရောကိုတူပါလက်ကလေးတွေပိုက်ပြီးမတက်ရက်နေကြရသည်စူးမာတို့ရှိတွင်ဖေဖေသည်ခောက်တုံခောက်ပြန်လမ်းလျှောက်နေသည်သူစိတ်ကိုသူငြင်းအောင်ထိန်းနေဟန်ရှိသည်အိမ်ထဲတွင်အေးအေးစွာရှိလိမ့်မည်ဟုထင်သောသားသမီး၃ဦးကိုမြို့လေကောင်၌အလဲလဲအကွဲကွဲနှင့်ရုပ်ပြက်ဆင်းပြက်တွေးလိုက်ရသဖြင့်ဖေဖေသည်တော်တော်လေးစိတ်လှုပ်ရှားသွားသည်ထင်သည်ဒီကိစ္စမှာမင်းအကြီးဆုံးမင်းကောင်းဆောင်ကိုတူးသည်ဘာမှပြန်မပြောဘဲမျက်လုံးလေးအောက်ဆိုင်ထားလေသည်စူမာသည်ကိုတူးကိုဆွေကြည့်ရင်စိတ်မကောင်းဖြစ်သွားသည်စင်စစ်အားဖြင့်ကိုတူးကိုအခါပေးဥပုံညာလှုပ်သူမှစူမာဖြစ်သည်သို့သောဘာကိစ္စဖြစ်ဖြစ်အသက်တစ်နှစ်ကြီးသောကိုတူးသည်ထာဝစဉ်ခေါင်းတက်ပြီးစူခံရလိမ့်ရှိသည်မင်းကောင်းထဲမှာညံဆိုတာမှရှိရလားဘာလှုပ်လိုက်တလွဲကြီးပဲဘာဖြစ်လို့မှန်မှန်ကန်ကန်မတွေးတတ်မလှုပ်တတ်ဖြစ်နေတာလဲစူမာပင်သက်ရှိုက်လိုက်မိသည်အကယ်၍သာစူမာတို့၃ဦးကိုဖေဖေမြို့ထဲတွင်တွေ့သည်ဖြစ်စေအောင်ပစ္စည်းများကိုဝယ်ချမ်းပြီးပြုံရွှင်ရွှင်နဲ့ဆိုလင်ဖေဖေဒီလောက်စိတ်ဆိုးမိမဟုတ်ဟုစူမာထင်သည်ခုတော့အလဲလဲအပြုတ်ပြုတ်တွေးလိုက်ရသောကြောင့်ပြဿနာကြီးဖြစ်သွားလေသည်စူမာတို့တွင်လည်းပုံမှန်တက်၍မရသောအပြစ်များတထိုင်နဲ့တိုးသွားလေသည်လူကြီးတွေမသိအောင်ပြင်ကိုထွက်တာကတပြစ်သက်သားကိုပါခေါ်သွားတာကတပြစ်နောက်ပြီးလဲကြကွဲကြကံကောင်းလုံးလို့တွေ့တာနှုံးမို့သာဆိုရင်ကားတိုက်လို့တင်းနေကြအောင်တော့ဘယ်သူသားသမီးမှန်းတော့သိမှာမဟုတ်ဘူးလုံလိုက်ရင်လည်းမဟုတ်တာတွေကြီးပဲတလွဲကြီးပဲစူမာနားထောင်ရင်ဝမ်းနေလာသည်ဖေဖေတို့အနေနဲ့မိဘနှစ်ပါးကိုကတော့ချင်းလုံးသဖြင့်ဒုက္ခခံပြီးသွားကြရသောစူမာတို့၏စေတနာကိုလုံးဝသဘောမပေါက်နားလည်ဟန်မရှိကြငပိငချင်းတိတ်တလို့ကြက်တိတ်နေသောကားပေါ်တွင်အင်းနံရှူရင်မိသူကမှအပျော်လိုက်စီးကြမည်မဟုတ်ကြောင်းကိုဖေဖေသိစေခြင်းသည်ကားပေါ်မှလည်းမိသူမှလိမ့်ကြခြင်းမည်မဟုတ်မိုးစုပဲစုနှင့်တတိတိစုလာသောစုဘူးထဲမှပစ္စံကလေးများကိုလည်းမြုပ်လေကောင်းတွင်သွားပြီးရွှေမုံဝင်မိုးရွာချပစ်ခြင်းမည်မဟုတ်မတက်နိုင်လုံးသဖြင့်ဒုက္ခဖြစ်ရသည်ထို့ထို့ဖြစ်သွားသောဒုက္ခအပြင်အပိုစုအဖြစ်အဆူပူခံရသည်ကြက်တတိထားပြီးကောင်းကောင်းနေပါကိုတူဟုတ်လားစူမာကြားလားဟုတ်ကဲ့စူမာသည်လေတံတူတိုးလေးနှင့်ပြောလိုက်သည်ကိုတူကမူခေါင်းကိုလေးပင်စွာညှိပြလေသည်ဖေဖေကသွားခွင့်ပြုလိုက်သောအခါနှစ်ဦးသားလေးကန်စွာထွက်လာကြရသည်စူမာသည်ရွဝဲနေသောမျက်ရည်များပြန်ဝင်သွားစေရန်မျက်တောင်တစ်ပြက်ပြက်ခတ်နေမိလေသည်စူမာငုံမိမိကိုစိုးရိမ်နေသည်ပြန်ကျဲကြံခဲ့သောပတ်စံများကိုလည်းနှမျောသည်မျက်နာမရသည့်အပြင်အဆူပါခံရသည့်အတွက်ပိုပြီးဝမ်းနည်းသည်သူ့ဘာတော်လဲငုံမြည်ဆိုးသောကြောင့်မနေကြီးတင်ထားမိသည်ကတော့ဖို့ပစ္စည်းဝယ်တယ်ဆိုတာဟုတ်ချင်မှဟုတ်မှသိလားတက်လွဲပြောတာဖြစ်ချင်ဖြစ်မှာအလက်နှကောင်ကခက်ဆူဆူရဲ့ဘယ်တော့မှအများဒီလောက်လိမ့်မှဖူးလို့လဲအခန်းထဲတွင်ကြမ်းရက်သောဖေဖေသည်မိမိကိုလှမ်းပြောလိုက်သည်နားပါသောစူမာသည်ကြားဖြင့်အောင်ကြားလိုက်မိပြီးရင်ထဲတွင်နှင့်ကနေဖြစ်သွားလေသည်တပြက်ပြက်ခတ်နေသောမျက်တောင်ရှိများသည်ရက်သွားပြီးငေးဆိုင်ဆိုင်နှင့်ကိုတူးကိုကြည့်နေမိသည်ထိုစဉ်တွင်မျက်ရည်ပူများသည်စူမာ၏မျက်လုံးအိမ်တွင်အိုင်ထွန်းပြီးစီးကျလာလေသည်ကိုတူးသည်နာကျင်စွာအရိုက်ခံလိုက်ရသူကဲ့သို့ရုတ်တရက်ရိုင်းသွားသည်အောက်နှကန်းကိုဖိလိုက်ရင်စူမာအားတွေးဝေးစွာကြည့်လိုက်မိနေစဉ်တွင်သူ့မျက်လုံးများသည်မှုံမိုင်းရီဝေလာလေသည်စူမာလေးမငိုပါနဲ့ဟာကိုတိုးသည်စူမာ၏ပခုံးကိုတင်းတင်းလေးဖတ်လိုက်ကညင်သာစွာပြောလေသည်မရှိုက်ဘဲနှင့်ငိုနေသောစူမာ၏ပါးပြင်မှမျက်ရည်များကိုတုပ်ပေးသောကိုတိုး၏လက်ချောင်းလေးများသည်အိပ်ဆက်နေလေသည်စူမာတို့နှစ်ဦးသာထုံးစံအတိုင်းပင်မကြီးပင်ကြီးအောက်သို့ရောက်လာလေသည်မကြီးပင်စီကျန်းရှာကိုကြောမိထားရင်းငိမ်သက်စွာငင်းနေမိကြသည်တဖြုတ်ဖြုတ်ကျွေးနေသောမကြီးပွင့်ဝါဝါလေးများသည်လေဝဲလွင့်ဝဲနေလေသည်စူမာသည်တဝဲဝဲလွင့်နေသောပွင့်ဖက်ဝါဝါလေးများကိုငေးကြည့်နေရင်ဖေဖေအတန်ကိုထက်ကတလဲလဲကြားရောက်မိလေသည်ဖေဖေတို့မေမေတို့တွေဘယ်တော့မှများငါတို့နှစ်ယောက်ကိုထင်ကြီးလာမလဲအကောင်းထင်လာပါမလဲမသိဘူးနော်တန်ကြသောအခါမှာကိုတူးကတုံရင်သောအတန်နှင့်ပြောလေသည်စူမာသည်ခေါင်းကိုပြင်းညင်းစွာခါရမ်းလိုက်မိသည်မသိပါဘူးကိုတူးရဲ့အဲ့ဒီနေ့ကြရင်လေကောင်းကင်မှာနေနှစင်းထွက်လိမ့်မယ်သိလားနေနှစင်းလည်းဘယ်တော့မှမထွက်ပါဘူးကိုတူးရဲ့မိမိတို့ကလည်း
စုမာတို့ကိုဘယ်တော့မှအကောင်းထင်မှာမဟုတ်ပါဘူးကိုတူးသည်တက်ပြင်းကိုဟင်းကနေချလိုက်ကာမျက်လုံးများကိုစုံမိထားလိုက်လေသည်သူ့မျက်လုံးအိမ်ထဲတွင်ရဝဲလာမည်မျက်ရည်ကြီးများကိုစုမာအားမမြင်စေလိုသည့်အတွက်မိတ်ထားလိုက်ခြင်းဖြစ်လေသည်စုမာသည်မကြီးခေါညုံမဲမဲများကိုလက်နှင့်ဆန်းနေရင်ကောင်းကင်မြင်ကိုမော့ကြည့်နေမိသည်အနောက်တောင်ဘက်တွင်မိုးသားရိပ်ရိပ်တက်လာလေသည်မဲမောင်သောမိုးတိမ်မိုးမြူပပလေးများသည်လင်းနေရာဘက်သို့အပြေးလေးရွေရှားနေကြလေသည်တိမ်တောင်တိမ်လိပ်မဲမဲကြီးများသည်ကအောက်ဘက်သို့တအီပြိုစင်းလာနေဟန်ရှိသည်ကိုတူးရီမိုးရွာမလားမသိဘူးရွာမယ်တင်တယ်ဒါပေမဲ့အိမ်ထဲကိုတော့ပြန်မဝင်ခြင်းသေးဘူးမိုးရွာထဲမှာနေမလို့လားစူခန့်ရအောင်မှာပေါ့မကြီးပင်ကြီးပေါ်မှာအင်္ဂလိပ်ဆောက်ပြီးရင်စိမ့်ပဲငါအဲ့ဒီမှာပဲနေမယ်ဘယ်တော့ဆောက်မှာလဲဆောက်မယ်ဟာဟိုကကြားကြီးမှာပြင်ပြားကိုရှက်ထိုးလိုက်ရင်အတော်ပဲစိမ့်ညွညွမကြီးရွက်ကလေးများသည်လေထဲတွင်တစ်ပြက်ပြက်ရမ်းခါနေလေသည်အဆုံးအစာမရှိအောင်အထက်ဘက်သို့လွင်ပါထိုးတက်သွားဟန်ရှိသောမကြီးပင်မြင့်မြင့်ကြီးသည်စူးမာတို့အားငုံကြည့်နေဟန်ရှိလေသည်ငါဟိုတနေ့ကတစ်ပင်တက်ကြည့်တာဘယ်ထိရောက်တယ်ထင်လဲဘယ်ထိစူးမာကမျက်စာလေးကြည့်ကမေးလိုက်သည်မိုင်းညုံနေသောကိုတူဤမျက်လုံးလေးများသည်ရုတ်တရက်အရန်တောက်လာလေသည်ဟိုးကွာကြားကြီးအထိအမြင့်ကြီးအေးပေါ်အမြင့်ကြီးနေခင်မမကြီးနဲ့စကားပြောနေတော့ငါတယောက်တည်းလာတက်ကြည့်တာကိုတူမကြောက်ဘူးလားနည်းနည်းတော့ကြောက်တယ်ဒါပေမဲ့အပေါ်ကနေအောက်ကိုကြည့်ရတာသိကောင်းတာပဲလေးကလည်းတိုက်တယ်တရွက်တွေကလည်းတရှဲရှဲနဲ့မေသိရင်စူမှာမေမစူတာဘာရှိလို့လဲကိုတူးသည်ပခုံးကိုတွန့်ရင်ပြောသည်ကိုတူးစပန်လေးများအနှဲငယ်ပြန်ရှိလာပြီးဖြစ်၍ကြည်ရသည်မှာအတော်လေးအဆင်ပြေလာသည်ရခင်ကလုံးပြောင်စီစီနဲ့လူပြက်ရုပ်ထွက်မနေတော့ချေကိုအောင်ကပြောတယ်ကိုတူးကိုတစ်ပင်မတက်စေနဲ့တဲ့ဘာဖြစ်လို့ဘသွေမြင်ယူရတဲ့တခါတည်းတွတ်ခါသွားမယ်တဲ့ဟုတ်လားဒါပေမဲ့သူ့ရှိမှတက်မှာမဟုတ်ပဲကိစ္စမရှိပါဘူးဟာစူမာသည်မကြီးကောက်ကိုလက်သေးနှင့်ကုတ်ကခွာယူနေသည်ပြက်ကနေပဲ့လာတော့ကလေထဲသို့လွှဲကပြစ်ပေါက်လိုက်လေသည်လက်တလောစူခံထားရသည့်ကိစ္စကိုနှစ်ဦးသားမမေ့သေးတော့လဲမင်းကျင်ဟန်ဆောင်နေကြသည်နှစ်ဦးလုံးဝမ်းနေနေတော့လဲစကားကိုလွှဲကပြောနေမိသည်တဦးနှင့်တဦးမနစ်သိမ့်နိုင်သည့်အတူတူမိနေသည်ကအများကြီးပိုကောင်းမိသည်ငါစဉ်းစားနေတယ်ငါတို့တွေတခုခုတလွဲလုပ်တယ်ဆိုတော့မေတို့ကလည်းစိုးရိမ်တာပဲဖေလည်းစိုးရိမ်တာပဲနောက်ပြီးဘသွင်းနဲ့ကြီးလည်းစိုးရိမ်တာပဲဒါပေမဲ့မတူဘူးသိလားဘလို့လဲမေစိုးရိမ်တာကနေရာတကာအကုန်ပိတ်ပင်ထားတာဖေကတော့ပြဿနာဖြစ်လာရင်စူတော့တာပဲနောက်ပြီးတတိကြက်ထားဆိုပြီးဆုံးသက်လိုက်ရောကြီးကတော့တခါမှလည်းမပိတ်ပင်ဘူးနော်စူလည်းမစူဘူးချော့ပြီးပြောတယ်ပြီးလဲပြီးရောသူ့စကားကနားထဲမှာဆွဲကြံရည်ရောကိုတူးသည်အိမ်ဘက်သို့ငေးမြောင်ကြည့်နေလေသည်ထမင်းစားခန်းထဲမှာဖေနှင့်မေတို့၏တဒံကိုမြင်နေရသည်သူတို့တို့ဦးသည်ကော်ဖီအတူတောက်ကြရင်အလက်နှကောင်အကြောင်းကိုဆွေးနွေးနေကြသည်ထင်သည်ကိုဟာကိုဈေးသို့သွားခြင်းကိုပင်မိဘများအတွက်ပစ္စည်းဝယ်ရန်ဟုလိမ့်လေပြောသည်ဟုထပ်ပြီးပြောနေကြရောသလားဟုတွေးမိသောအခါကိုတူဤမျက်လုံးများသည်ညှိုးငယ်ပြီးမှုန်မိုင်းလာပြန်လေသည်ရင်ထဲတွင်နှင့်ပြီးနာနာကျင်ကျင်ကြီးဖြစ်နေ၍အသက်ကိုတဝါကြီးရှိုက်ကရှူလိုက်မိလေသည်စိတ်ထဲမှာတမျိုးကြီးပဲဟာကိုတူသည်သူ့ခြေထောက်နာကျလာသောမကြီးပွင့်ဖြူဝါဝါလေးကိုခြေနှင့်နင်းချလိုက်သည်ထို့နောက်တစုံတစ်ခုကိုတတိယသလိုမကြီးပင်စီရင်တွင်အတွင်းသို့လိုက်နေသောအခေါင်းလေးထဲသို့လက်နိုင်လိုက်သည်ထိုတစ်ကောင်လေးထဲတွင်စူးမာတို့ငငယ်ကလက်ရှိုးပြီးပကံကွဲများထက်ကရတနာတိုက်လှုပ်လေရှိသည်ကြီးလာသောအခါတွင်ကရင်းတစ်ကောင်လေးကိုတိတ်ပြီးအသုံးမပြုကြတော့ပေစူးမာနင်းလဲပြန်တော့လေဘာဖြစ်လို့ပြန်တော့လို့ဆိုဘာဖြစ်လို့ငါစိတ်လိတ်တော့မလို့ကိုတူလက်တဲတွင်စီဂရက်ဘူးလေးနဲ့မိချစ်တဘူးစင်သင့်ပါလာလေသည်စီဂရက်တလိပ်ကိုဆွဲထုတ်ပြီးဟန်ပါပါနှင့်ခဲလိုက်သည်ထို့နောက်မိချစ်ကိုရှဲကနေချက်လိုက်လေသည်ကိုတူစူးမာသည်ကြောင်ကြောက်ချားလေးနှင့်အော်နေမိလေသည်စီဂရက်မှာဝိတ်တက်လာသောမိခိုးလေးများသည်
အပေါ်ဘက်သို့ပြန့်လွင်ပြီးတက်သွားကြသည်စိတ်ညစ်ရင်စီကရက်တောက်ကြီးတဲ့ခေါင်းနှောက်နေရတွေပျောက်ကုန်ရောတဲ့ဘယ်သူကပြောလဲသိမ့်ထိုက်ကိုတူးသည်စီကရက်ကိုဟန်ပါပါပေါ်ရှိုက်လိုက်ပြီးရုတ်တရက်မွန်းသွားသည်တဟုတ်ဟုတ်နဲ့ချောင်းဆုံးနေလေသည်တိုင်ပြောမယ်အကုန်တိုင်ပြောမယ်ဖေဖေရောမေမေနဲ့ရောမမကြီးနဲ့ရောကြီးကြီးနဲ့ရောဘဘသွေနဲ့ရောကိုအောင်နဲ့ရောစူးမသည်ရုတ်တရက်ခုန်ထကဒေါသကြီးကြီးအော်လိုက်သည်လက်ကိုဝေယံပြီးကိုတူးနားသို့ကပ်သွားသည်သိမ့်ထိုက်၏အရေးအယောင်များသည်ကိုတူး၏နှလုံးသားဖြူဖြူလေးတွင်ထင်ဟပ်နေပြီလားဟုစိုးရိမ်စိတ်နှင့်တုန်လှုပ်နေသည်ငါစိတ်ညစ်လို့ပါစူးမရစိတ်ညစ်တာများပျောက်မလားလို့ကဲမတော့တော့ဘူးမတိုင်နဲ့ကိုတူးသည်ချောင်းတဟုဟုဆိုရင်သူ့လက်ထဲမှစီကရက်ကိုလွှင့်ပစ်လိုက်သည်စူးမသည်မြေပေါ်သို့ဖုတ်ကနေကျသွားသောစီကရက်ကိုငေးကြည့်ရင်ငိုချင်နေလေသည်စူးမအနေနဲ့ကိုတူးကိုဘယ်နှခါများတားနိုင်လေမည်နည်းခုလုံးဆုံးတစ်ယောက်နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းကြိုးစားတင်ဆက်သွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါဦးရှင်